လေစိတ်လုံခြုံရေးတာဝန်ယူဖို့ ICE တပ်ဖွဲ့တွေကိုဆေလွတ်မယ်လို့သမ္မတဒေါ်နယ်ထရမ့်က Truth Social လူမှုကွန်ရက်ကတဆင့်မတ်လ21ရက်စနေနေ့မှာပြောကြားလိုက်ပါတယ်။လေစိတ်လုံခြုံရေးတာဝန်ယူကြတဲ့ TSA ဝန်ထမ်းတွေလစာမရဘဲအလုပ်ဆင်းနေကြရတာအခုဆိုတစ်လကျော်လာပြီဖြစ်တာကြောင့်အလုပ်မဆင်းတာအလုပ်ကနေနှုတ်ထွက်တာတွေများလာနေပြီးလေစိတ်တွေမှာကတောင်းကနင်းဖြစ်နေတာတွေကိုထိန်းကွပ်ဖို့အတွက်ဖြစ်တယ်လို့သမ္မတထရမ့်ကပြောပါတယ်။သူတောင်းဆိုနေတဲ့ဘတ်ဂျက်ကိုအစွန်းရောက်ဒီမိုကရက်တွေဘက်ကသဘောမတူရင်လေစိတ်လုံခြုံရေးတာဝန်တွေကိုICE တွေလက်ထဲလွှဲပြောင်းပေးပြီးတခါမှမကြုံဘူးတဲ့အတိုင်းအတာနဲ့ပြုပြင်ပြောင်းလဲမှုတွေလုပ်ခိုင်းမယ်လို့သမ္မတထရမ့်က Truth Social လူမှုကွန်ရက်မှာချင်းချောက်ပြောဆိုထားပါတယ်။တရားမဝင်ရောက်လာသူတွေအထူးသဖြင့်ဆိုမာလီယာလူမျိုးတွေကိုအဓိကပြစ်မှတ်ထားပြီး ICE တပ်ဖွဲ့တွေကိုချက်ချင်းဖမ်းဆီးခိုင်းမယ်လို့ရေးသားထားပါတယ်။မင်နီဆိုတာပြည်နယ်ကဆိုမာလီယာလူမျိုးတွေဟာပြည်နယ်အုပ်ချုပ်ရေးမှူးပြည်နယ်ရှင်းနေကြုံနဲ့လွတ်တော်အမတ်အီလ်ဟန်အိုမာတို့ရဲ့ခွင့်ပြုချက်နဲ့အစိုးရထောက်ပံ့ငွေတွေအလွဲသုံးစားလုပ်နေတဲ့ကိစ္စကိုလည်းထည့်ရေးထားပါတယ်။အမိမြေလုံခြုံရေးဝန်ကြီးဌာန DHS ကိုပြုပြင်ပြောင်းလဲမှုလုပ်ဖို့ဒီမိုကရက်နဲ့ရီပတ်ဘလီကန်အမတ်တွေအကြားသဘောထားကွဲပြားမှုတွေရှိနေတာကြောင့်အဲ့ဒီရဲ့အကျိုးဆက်အဖြစ်နဲ့ဌာနအတွက်ဘတ်ဂျက်ချပေးရေးကိုလည်းသဘောတူညီမှုမရနိုင်ပဲဖြစ်နေတာပါ။ TSA ဟာ DHS ဝန်ကြီးဌာနအောက်မှာရှိတဲ့ဌာနခွဲတစ်ခုဖြစ်ပါတယ်။ဒီမိုကရက်တွေကအဓိကတောင်းဆိုနေတာကတော့ DHS အနေနဲ့ပွင့်လင်းမြင်သာမှုရှိဖို့ ICE အပါအဝင် DHS လုံခြုံရေးဝန်ထမ်းတွေသူတို့ရဲ့ဝန်ထမ်းကတ်တွေကိုတည်တာမြင်သာမှုရှိအောင်ပြသထားကြဖို့ဖမ်းဆီးမှုတွေလုပ်မယ်ဆိုရင်တရားသူကြီးထံကဖမ်းဝရမ်းပါမှဖမ်းခွင့်ရှိဖို့ဖျားเจ้าတွေစာတင်เจ้าတွေမှာဖမ်းဆီးမှုတွေမလုပ်ကြဖို့လက်နက်အင်အားသုံးပြီးဖမ်းဆီးမယ်ဆိုရင်ဘလို့အခြေအနေမျိုးမှာဖမ်းဆီးခွင့်ရှိတယ်ဆိုတော့တိကျတဲ့မူဝါဒတွေကြိုတင်ချမှတ်ထားဖို့လို့ပါဝင်ပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်းလိုက်ပါ